ဝင်ကြီးပေးရလားဆိုတော့လုံးဝမပေးရပါဘူးစာအုပ်ဆိုတာဆိုတော့ passport တွေဘာမှမစစ်ပါဘူးเนาะလမ်းကြောင်းတော့ဘန်ကောက်လာလို့ရှိရင်လွတ်တူကားစီးလိုက်ဓာတ်ရိုက်ပဲဒီကိုရောက်ပါတယ်ပြီးတော့လမ်းမှာဘာစစ်ဆေးမေးမြန်းတာမရှိပါဘူးဘာမှမရှိတဲ့သူလည်းလွတ်လွတ်လပ်လပ်လာလို့ရပါတယ်ဒါကကျွန်တော်ဗီဒီယိုရိုက်ချင်နှစ်လေတနားရီချိန်မှာတော့ဒါကတော့နေပူပါသေးတယ်တော့နည်းနည်းညနေဆောင်ဆိုတော့ရေအပေါ်ထိရတယ်မနေ့ကကျွန်တော်ရောက်ဆိုမနေ့8နိုင်နဲ့ကျွန်တော်ရောက်တယ်တော့မနေ့အစိုးရကကားနဲ့လာဆိုတော့လေတချို့ကတော့မေးကြတာပေါ့နော်ကျွန်တော်တို့ကားကဘယ်အချိန်တွေထွက်လဲလွတ်တူကားတွေကတနားရီတစ်ခါထွက်တယ်ခါကျအခုလိုဒီလိုမျိုးရက်တွေဆိုတော့လွတ်တူကားတွေကနိုင်ဝက်တစ်ခါထွက်တယ်လွတ်တူကားတွေကကျွန်တော်တို့သူကမနေ့အစိုးရရှိတယ်ညဆိုတော့အခုလိုမျိုးပိတ်ရက်တွေဆိုရင်တော့သူကည8နိုင်နောက်ဆုံးဂိတ်ရှိတယ်နော်တော့တနေ့ကုန်လုံးလာနေတယ်လူပြည့်ရတဲ့ကားအချိန်ပြည့်ထွက်နေပါတယ်အဲ့တော့ဒီဆက်ရမှာကိုယ့်ရဲ့ဒီဆက်မှာလွတ်တူဂိတ်တွေမှာချုံပူလီပန်းဆဲဆိုတော့ဒီထိဟောရှေ့နာထိလာနော်ဟိုရှေ့နာထိအဲ့ဒီမှာ7လည်းရှိတယ်ဟောမှာအဲ့ဒီထိကားဒီထိလက်ချပေးပါဒီဘက်မှာဆိုရင်တော့ဈေးတန်းရှိပါတယ်စားစရာတွေတော့အကုန်အစုံရှိပါတယ်เนาะအဲ့တော့ကျွန်တော်တို့လာရတာတော့အဆင်ပြေပါတယ်အဲ့တော့ကို့မှာတော့ဒီကလို့ဒီရောက်မှဖျားတွေငှားချင်တော့မှငှားလို့ရတယ်ဖျားငှားတဲ့နေရာကျတော့ဒါပေမဲ့သူတို့ငှားတဲ့ဖျားသေးပါတယ်ကိုယ့်ကိုရှိတိုင်းတော့ပိုကောင်းတယ်ကလို့ကို့မှာကလေးထိုင်နေထိုင်ချင်တယ်ဆိုတော့ဒီမှာလည်းငှားပြီးထိုင်လို့ရပါတယ်ကျွန်တော်တို့ကရေထဲဆင်းပြီးသွားပါပြီအဲ့တော့ကိုကလိုင်းလုံးတော့ဒီနေ့တော်ကောင်းတယ်ကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဟိုဘော်ယာနဲ့ဒီလိုဘော်ယာနဲ့လိုင်းလုံးနဲ့စီးတာပို့ပြီးတော့အဆင်ပြေတယ်စိတ်တက်တာနဲ့အပန်းဖြည့်ရှင်တဲ့သူတွေကအဆင်ပြေပါတယ်လုံးဝလွတ်လပ်လာလို့ရပါတယ်ခင်ဗျာအခုဒါပြန်လို့ရှိရင်တော့ဒီနားမှာလွတ်တူကားရှိပါတယ်ဟိုလွတ်တူကားသွားတဲ့လိုင်းကားပေါ့နော်ဒီကနေပြီးတော့သွားလို့ရှိရင်တော့ဟိုနင်းကိုသွားရုံပဲသူတို့ပြောလိုက်ရုံပဲလွတ်တူကားသွားတဲ့ညဆိုတော့တယောက်တော့15ဘတ်တော့ပေးရပါတယ်โอเคကျွန်တော်တို့ကဒီမှာပြန်มาတော့မယ်ဒီမှာဘန်းစိတ်ကန်းကြည့်ပါအဲ့တော့ဒီမှာပါကျွန်တော်တို့လွတ်တူကားခဲကိုပြန်သွားပါမယ်ဒီလိုင်းကားလေးနဲ့ပြန်ပါမယ်လွတ်တူကားခဲကိုကျွန်တော်ကားပေါ်ရောက်ပါပြီကျွန်တော်တို့အဖွဲ့တွေပါโอเคပါအဲ့တော့ဒီကလိုကားနီအောင်နဲ့ဆိုစီလွတ်တူခဲကိုပြန်သွားပါမယ်ဆိုင်ကယ်တစီလည်းရှိပါတယ်လမ်းကြောင်းတော့လွယ်ပါတယ်တချို့ကအနီးနားလူတွေဆိုရင်တော့ဒီလိုင်းကားကဟိုဆေးရုံထိလည်းရောက်တယ်เนาะဒီချုံမူလီမှာကျတော့ကျွန်တော်တို့ကလွတ်တူခဲကိုပဲသွားမှာပါအဲ့တော့အစိုးရတော့ရှိပါတယ်ကျွန်တော်တို့ပြန်ပါပြီရေကတော့အရန်လှနေပြီလေပြောလားဒီနေ့လာတာအရန်ပြောပါတယ်ပြောလားကိုမိုးအောင်ပြောလားပြောပါတယ်ခင်ဗျာခံစားချက်တွေပြောပါပြောပါရှင်ကြာတာပိသားသမီးတွေဘယ်မသွားဘူးဆိုဟုတ်တယ်ဟုတ်လိုင်းစီးတာပြောလားကားထွက်ပါပြီအခုဆိုရင်တော့ကျွန်တော်ကားလက်မှတ်ဝယ်တဲ့နေရာရောက်ပါပြီဒီမှာဘန်းဆဲနဲ့ဘန်ကောက်ဆိုပြထားပါတယ်ဒါလက်မှတ်ဝယ်တဲ့နေရာပါကားတွေကဒီမှာအကုန်ရောက်နေပါပြီအဲ့တော့ဒီကနေကားလက်မှတ်တွေပြန်ဝယ်မယ်ဆိုရင်လည်းဒီမှာအေကမိုင်တို့ကျွန်တော်တို့မော်ချစ်တို့စိန်တိုင်းမိုင်တို့အကုန်လုံးရှိပါတယ်ပထုံဌာနီတို့လမ်းစစ်တို့အကုန်လုံးဒီကနေပြန်ဝယ်လို့ရတာမော်ချစ်လက်မှတ်တွေတော့အကုန်လုံးနော်ဒီမှာအကုန်လုံးရှိပါတယ်နော်ဒီမှာတော့များတော့အခုကတော့ဝယ်သမားတွေအများများနေပါတယ်အထဲမှာတော့ကားလက်မှတ်ကျွန်တော်တို့ဝယ်ထားပြီးတော့အများများပါတယ်ဒီမှာအထဲမှာလည်းစောင့်နေတဲ့သူတွေအများကြီးပါအဲ့တော့ဒီမှာဝယ်ပြီးသွားပါပြီအဆင်ပြေပါတယ်သွားတာတော့ဒီမှာအကုန်လွတ်တူတွေရှိတော့